နောက်တစ်ခုကခုနလေရင်ပြန်သားနာတွေပါကိစ္စပါလာလို့ကျွန်တော်ဒီနေ့တစ်ခုပြောတယ်ရှိလို့ကစ်တဲ့တွေဘာလို့ဒီနေ့ရေးလာတယ်တွေ့တယ်မနေ့တနေ့ရတယ်လည်းကျွန်တော်သတင်းတွေတွေ့တယ်ဘာလဲဆိုတော့စစ်တပ်က Airbus လေရင်တွေတွင်းနေပေါ့ဗျာစစ်တပ်ကစစ်တပ်ဆိုတာဒီဗိုလ်ချုပ်မှုကြီးပေါ့ဗိုလ်ချုပ်မှုကြီးကလေရင်ဝယ်လိုက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့ဝါရဖြန့်တယ်နော်သူတို့ဖြန့်နေတာဒေါင်းဆောက်စီနဲ့ရှင်းဖြန့်တာပေါ့ဗျာဦးမရောက်နိုင်တဲ့သူ့မိသားစုကတဲ့ပြပလေရင်တွေကိုပြပခီးစင်တွေအသုံးပြုတဲ့ Airbus လေရင်တွေကိုငှားရမ်းနေရတဲ့ကနေအပြပဝယ်ယူပါတယ်ဆိုပြီးတော့ရေးထားတယ်နော်အဲ့တော့ပြပခီးစင်တွေခီးရှည်တွေအတွက် Airbus လေရင်ကိုအသုံးပြုပြီးတော့ပြည်တွင်းပြပနီးစင်တွေ Fokker 70ကိုသုံးပါတယ်ဆိုပြောတယ်အဓိကတော့ဗိုလ်ချုပ်ကြီးမရောက်နိုင်ကတော့ပြပခီးစင်တွေအသုံးပြုတဲ့ Airbus လေရင်ကိုငှားရမ်းအသုံးပြုပြီးတော့နေကနေပြီးတော့ဝယ်လိုက်တယ်တဲ့ဘာကြောင့်လဲဆိုတော့ဝယ်တယ်လို့ဘာလို့ပြောလဲဆိုတော့ပြန်တန်းအမိတ်ဖေဖော်ဝါရီလထုတ်ထားတဲ့ပြန်တန်းအမိတ်ကြောင့်ပြောတာပြန်တန်းအမိတ်ထဲမှာတော့ဒီဘာလို့ဆိုအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းမှာအသုံးပြုဖို့American နိုင်ငံ Aviation Capital Group ထံကနေပြန်လျှော့အကောက်ခွန် drawback စနစ်နဲ့ငှားရမ်းထားတဲ့ Airbus အမျိုးအစားဗာလေ A319115 နော် MSN 5193လေကိုတဲ့လေ HYALK ဆိုကိုတဲ့ပြန်လည်ပြဖို့ချင်းမပြုတော့ဘဲနဲ့ပြည်တွင်းမှာပဲ30ဝယ်ယူဖို့အတွက်ကြတဲ့ငွေနဲ့ဝင်ငွေခွန်ပေါ်မှာကုန်တယ်လုပ်ငန်းခွင်တွေကင်းလို့ခွင့်ပြုကြအောင်ဆိုပြီးတော့ပြောထားတယ်အဲ့ဒါဘယ်ကစတာလဲဆိုတော့ဟိုနေ့ကစာလေးတစ်စောင်ထွက်လာတာရှိတယ်အဲ့ဒါကနေစတာကျွန်တော်အဲ့ဒါကိုမြင်တယ်ဒါပေမဲ့ကျွန်တော်ကိုယ့်သဘောပေါက်လို့မပြောဘူးဒါပေမဲ့မီဒီယာတွေမှာအခုဒီလိုဖွာတယ်ပြည်ပြည်အကြမ်းဖက်တွေကဖွာတဲ့ခါကျတော့အတိတ်ဘက်ကောက်တွေလွဲမှာဆိုတော့မူရင်းတကယ်ဖြစ်စဉ်တွေမသိမှာဆိုလို့ကျွန်တော်သိတာလေးကျွန်တော်ပြမလို့ပြန်ပြောတာအဲ့ဒါဘာလဲဆိုတော့သူဟိုနေ့ကစာ February 17ရက်ရက်စွဲနဲ့ထုတ်တယ်2025အဲ့ဒါဘာလဲဆိုတော့ပြည်တော်စုကောက်ခွန်ဥပဒေပုံမှန်30ခွန်အရာတဲ့အန်နင်းထားတဲ့လုပ်ပိုင်ခွင့်ကိုကျင့်သုံးပြီးတော့နိုင်ငံတော်စမအုပ်ချုပ်ကောင်စီရဲ့သဘောတူညီချက်နဲ့အမိန့်ကြေညာစာကိုထုတ်ပြန်ပါတယ်တဲ့စာမှာတော့ဘာလဲဆိုတော့ပို့ဆောင်ဆက်သွယ်ရေးလေကြောင်းပို့ဆောင်ရေးဦးစီးဌာနရဲ့ကြီးကြပ်မှုနဲ့အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းမှာအသုံးပြုဖို့ American နိုင်ငံ Aviation Capital Group ထံမှပြန်လျှော့အကောက်ခွန် drawback စနစ်ဖြင့်ငှားရမ်းတွင်ထားသည့် Airbus အမျိုးအစား A319115 MSN 5193လေယာဉ် HYALK ကိုပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲနဲ့ပြည်တွင်း30ရန်ဝယ်ယူခြင်းအတွက်ကြားတင်သည့်ဝင်ငွေခွန်ကုန်သွယ်ခွန်တို့ကိုကင်းလွတ်ခွင့်ပြုလိုက်ပါသည်ဆိုပြီးပြောတယ်အဲ့ဒါကိုဇော်တန်းသိန်းအတွင်းမှုဆိုပြီးတော့ထုတ်လာတယ်အဲ့စာကိုသူကတည်ပြီးပြောတာအဲ့စာတွေမှာပါဝင်ရဆိုရင်သူကလေယာဉ်ကိုသူကလောဆယ်ငှားသုံးထားတယ်ဒီမှာဗိုလ်ချုပ်ကြီးမရောက်လို့သုံးထားဘူးလေယာဉ်ကိုငှားသုံးထားတယ်နော်အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းပြည်ဆိုင်မြန်မာလေကြောင်း MAI ပေါ့ MAI ကဒီလေယာဉ်ကို American နိုင်ငံ Aviation Capital Group စီကနေပြီးတော့လေယာဉ်ကိုငှားသုံးထားတယ်ငှားသုံးထားတာကနေခုပြန်မပို့တော့ပဲနဲ့အဲ့ဒါကိုအပြီးဝယ်လိုက်တော့မယ်လို့ဝယ်မယ်ဝယ်ရတဲ့အတွက်ကြားတင်ခွန်ကြီးဖြစ်တဲ့ဝင်ငွေခွန်တို့ကုန်သွယ်ခွန်ဒါတွေကိုဖြေလျှော့ပေးဖို့ခွင့်ပြုတာကင်းလို့ခွင့်ပြုတာဆိုအဲ့ဒါကိုပြောတာအဲ့ဒါကိုပြောတဲ့ခါကျတော့ဒီလေယာဉ်ကိုဘယ်သူသုံးလဲဆိုတော့ဗိုလ်ချုပ်ကြီးကနေပြီးတော့ကနေရုရှားကိုသွားတော့လည်းရုရှားသွားတော့လည်းသုံးတယ်တရုတ်သွားတော့လည်းသုံးတယ်ပေါ့စသဖြင့်အဲ့လို highway အဝေးသွားတဲ့ခီးစဉ်မှာဒီလေယာဉ်တွေသုံးတယ်လေယာဉ်သုံးတယ်အဲ့တော့သုံးတော့သူကဒီလေယာဉ်ကဗိုလ်ချုပ်ကြီးမင်းအောင်လိုက်အပိုင်ဆိုပြီးသူကအလုံးကောက်ချက်ချပြီးဗိုလ်ချုပ်ကြီးမင်းအောင်လိုက်ကိုအပိုင်ဝယ်လိုက်တယ်ပေါ့ဆိုပြီးတော့ပြောပလိုက်တယ်ပြောပြီးတော့ဗိုလ်ချုပ်ကြီးမင်းအောင်လိုက်ကဒီလေယာဉ်ကိုအပိုင်ဝယ်ပြီးတော့သူအပိုင်ဝယ်တဲ့လေယာဉ်တို့ကျတော့အကောက်ခွန်လျှော့ခိုင်းတယ်ကုန်သွယ်ခွန်လုပ်ငန်းခွန်တွေလျှော့ခိုင်းတယ်sorry ဝင်ငွေခွန်နဲ့ကုန်သွယ်ခွန်တွေကုန်သွယ်လုပ်ငန်းခွန်တွေလျှော့ခိုင်းနေတယ်ကြည့်ပါအောင်ပါညာဆိုပြီးတော့လူတွေကဒီလိုမျိုးဝိုင်းပြီးတော့လက်ညှိုးထိုးအောင်ပြီးတော့ဒေါအောင်ဆန်းစုကြည်ရဟရင်ဝယ်သုံးခဲ့တာငှားသုံးခဲ့တာနဲ့နိုင်ရှင်ပြီးတော့ပြောအောင်လုပ်တာအဲ့တော့မတူတာကိုပြောပြမယ်ဒေါအောင်ဆန်းစုကြည်သုံးတဲ့ရဟရင်တော့ငှားသုံးတာသူ့ရဲ့ငှားရမ်းတဲ့ပေးလိုက်တဲ့ပတ်စံကဒေါ်လာတန်းတိုတယ်အပြင်ဘယ်လောက်လဲ9 သန်း 6 သန်းလောက်ကုန်မယ်ထားပါတော့ဒေါ်လာ9 သန်း 6 သန်းလောက်ကုန်မယ်10 သန်းပတ်လဲလောက်ကုန်တယ်ဗျာတိုတယ်အပြင်အဲ့လောက်ကုန်သွားတယ်ဒါပေမဲ့ तू သုံးလိုက်တာနိုင်ပေါင်း80ပဲသုံးခွင့်ရတယ်80ကျော်ပဲသုံးခွင့်ရှိတယ်ကျွန်တော်အဲ့ဒါကိုလွန်ခဲ့တဲ့2 နှစ်လောက်ကပြောခဲ့ပြီးပြီတေချာချာတော့ပြောခဲ့ပြီးပြီပြန်ရှာကြည့်တွေ့တယ်ရှိတယ်ဒေါက်တာစီလေရင်ဘယ်လိုဖြစ်တာလဲပေါ့ तू အဲ့ဒီလေရင်အတွက်သုံးလိုက်ရတဲ့ပတ်စံကငှားသုံးတာဝယ်တာမဟုတ်ပဲနဲ့ငှားသုံးတာကိုဘယ်လောက်လဲလို့မြင်ရဟရင်လေးကိုဝယ်သုံးတာနိုင်ပေါင်း80ပဲပြန်တန်းခွင့်ပြန်တန်းလိုက်ရတယ်ပတ်စံလည်းဒေါ်လာ10 သန်းလောက်ကျသွားတယ်တိုတယ်အပြင်အကုန်လုံးပေါင်းဆိုတော့လေရင်စီဝယ်လို့ရတာဝယ်လို့ရတဲ့ပတ်စံပမာဏယူအဲ့ဒါကုန်ဂျာကန်ကုမ္ပဏီတွေကိုသူ့ရဲ့ဆက်သွယ် NLD ပါတီထောက်ပိုင်ရေး supporter အုပ်စုတွေကိုအဲ့လေရင်ကိုငှားသုံးတယ်ဆိုပြီးတော့လေရင်ကိုမတန်တဆစီးနဲ့ပတ်စံပေးပလိုက်တာဖြည့်ပြတော့ပါတီရန်မုံဝင်တဲ့လှည့်သုံးပြလိုက်တာအဲ့ဒါသုံးပြတာနောက်တစ်ခုကအဲ့ရဟရင်တွေတုန်းကတက်မတော်မှာနိုင်ငံတော်မှာရဟရင်ရှိတယ်နိုင်ငံတော်မှာရဟရင်ရှိတယ်ဒီပြည်တွင်းမှာဟိုသွားဒီသွားရဟရင်နဲ့သွားလို့ရတယ်နိုင်ငံတော်ရဟရင်ရှိတယ်နိုင်ငံတော်သမ္မတဖြစ်တဲ့သူတွေနိုင်ငံတော်တာဝန်ပုဂ္ဂိုလ်တွေဒုသမ္မတတွေဒါတွေကရဟရင်နဲ့သုံးလို့ရတယ်တက်မတော်ကိုလှမ်းပြီးတော့ကိုမင်းအောင်လိုက်ကျွန်တော်တို့ဘယ်မှာဘာဖြစ်တာမလို့တွားကြည့်မှာမလို့ရဟရင်လေးသုံးကျင်တယ်သူတရက်နဲ့ကြိုပြောတယ်ဟောရဟရင်တန်ရှင်းလုပ်ပြီးတာတက်တက်လုပ်ပြီးတယ်ကွက်တိရောက်နေရမယ်ဟောပြောပြီးသားတကယ်လည်းရှေ့ဘက်မှာသုံးခဲ့တယ်ဥထင်ကျော်လက်ထက်တွေသုံးခဲ့တယ်ဥဝင်းမြင့်လက်ထက်လည်းရောက်တော့ထင်းတိုင်းကျဲတော့တာပဲစပြီးထင်းတိုင်းကျဲတာအဲ့ကျဲပြီးတော့ရဟရင်တွေကိုမသုံးဘူးနိုင်ငံတော်တက်မတော်ရဟရင်တွေမသုံးဘူးအစောပိုင်းတော်သန်းစီတက်မတော်ရဟရင်သုံးခဲ့သေးတယ်နောက်ပိုင်းကျမှသူတို့အချင်းချင်းအတင်းပြောတာတွေကိုအတင်းပြောတဲ့ဗီဒီယိုပိုင်းလည်းကျွန်တော်ဟိုရင်တော့ YouTube မှာတင်ခဲ့ဘူးတဲ့သူတို့အချင်းချင်းအတင်းပြောတာတွေကိုတက်မတော်စစ်သားတွေကြားမှာဆိုလို့ဆိုပြီးတိကျရဟရင်ထောက်ဖို့လုပ်တာပွင့်လင်းပြောရင်ဗျာမယိုးသားတာပေါ့ဘာမှလည်းနိုင်ငံတော်ပစ္စည်းပဲတက်မတော်ပစ္စည်းဆိုတာနိုင်ငံတော်ပစ္စည်းပဲသုံးလို့ရတယ်မသုံးဘူးအဲ့ဒါကြောင့်ဖြစ်တာအခု MAI ကိစ္စကကြတော့ MAI လေရင်ကိစ္စကြတော့ MAI လေရင်က MAI ဝယ်တာ MAI ဝယ်တာအဲ့ဒါကိုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကသုံးတာ
အဲ့တော့ဗာလဲဆိုတော့နိုင်ငံတော်ခီးစဉ်ဒီမှာယူသုံးတယ်ယူသုံးတဲ့အတွက်နိုင်ငံတော်ကနေပြီးတော့ပေးတဲ့နှုတ်ထုတ်ရတယ်ဒါပေမဲ့တကယ်ပြန်တဲ့နှုတ်တဲ့ဆိုင်တော့ရော့မှာပေါ့ရှိဒါတော့နိုင်ငံတော်ကယူသုံးတာဖြစ်တဲ့နိုင်ငံတော်ကယူသုံးတာဖြစ်တဲ့အဲ့ဒီ MAI နေနဲ့လေအခမဲ့ပေးသုံးတာဖြစ်နိုင်သလိုဈေးနှုန်းတက်တာပေးလိုက်တာလည်းဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီလေကိုဒီမှာဝယ်ပြီးတော့နိုင်ငံတော်အကြီးအကဲလည်းသုံးလို့ရမယ်နိုင်ငံတော်အရေးပေါ်ကိစ္စတွေသုံးလို့ရမယ်နောက်သူခီးစဉ်လည်းအဝေးယူပြန်တမ်းဖို့လုပ်လို့ရမယ်ဆိုတော့ MAI ကဒီဟာကိုလုပ်ငန်းခွင်ကုန်သွယ်ခွန်တင်သွင်းကုန်သွယ်ခုနကဗာလဲဝင်ငွေခွန်ကုန်သွယ်ခွန်ပေါ့နော်ဝင်ငွေကုန်သွယ်ခွန်တွေကိုဖြေလျှော့ဖို့ကိစ္စ MAI ကအဲ့လိုပဲဖြစ်တဲ့နိုင်ငံတော်မှာအသုံးခံထားတဲ့အတွက်နိုင်ငံတော်ရဲ့ခီးစဉ်တွေမှာကြည့်ရတာအသုံးခံပေးထားတဲ့အတွက်အဲ့ဒါတက်ညာတဲ့အနေနဲ့ပြန်ပြီးတော့ကဲမင်းဒီပစ္စည်းဝယ်မယ်ဆိုရင်တော့မင်းတို့ကိုကုန်သွယ်ဝင်ငွေခွန်နဲ့ကုန်သွယ်ခွန်လျှော့ပေးတယ်ကွာလို့နိုင်ငံတော်ကြီးညာပေးတာလေရင်က MAI လေရင် MAI ဝယ်လိုက်တယ်လေဒါပဲအဲ့ဒါပေမဲ့ဖြတ်နေကောင်ကြတော့ဦးမင်းအောင်လိုင်ကဝယ်လိုက်ပါတယ်လို့တော့ဦးမင်းအောင်လိုင်ကနေထိုင်တဲ့လေဝယ်စီးတယ်ဖြစ်ကောသူ့မှာစစ်တပ်လေတွေရှိတာပဲပြည်တွင်းသွားလောက်တော့အေးဆေးပါပြပလည်းဒီမှာ MAI လေရင်ကိုပုဂ္ဂလိကပိုင်ဆိုမှသူယူသုံးလို့ရတာပဲဘယ်သူကသူနိုင်ငံတော်ဟာခီးသွားတဲ့အချိန်မှာသူဒါသုံးနေတယ်ကျွန်တော်ကုန်ကြစီတက်တက်တာလုပ်ပေးဒါမှမဟုတ်လေဒါကိုစပွန်ဆာပေးမလားစသဖြင့်တခုပေါ့တောင်းလို့ရတာပဲဒါတွေကနိုင်ငံတော်အကြီးအကဲဆိုလုပ်လို့ရတာပဲဆိုတော့ okay ထားတော့အဲ့ဒါတွေကဘာကြောင့်ဒီလိုလုပ်လဲဆိုတော့အဓိကဒီ American Aviation Capital အုပ်စုစီကနေဒီ Airbus တွေကိုမြန်မာပြည်ကိုမသွင်းအောင်လို့တစ်ချက်ကပြီးတော့ Airbus တွေမသွင်းအောင် spare part တွေမသွင်းအောင်မြန်မာပြည်မှာရှိတဲ့လေယာဉ်တွေအဆင့်တန်းနှိမ့်ကြပြီးတော့သုံးလို့မရအောင်တည့်ရတဲ့အတိုင်းကြားဘူးတယ်မလားခင်ဗျာအီရန်ဘာလာအဲအုပ်စုကိုအမေရိကန်အုပ်စုကလေယာဉ်မပေးမရအောင်တော့ပဲနဲ့နောက်ဆုံးအဆုတ်တွေပဲသုံးအောင်စီးရတယ်ပြောမြန်မာပြည်လေယာဉ်တွေအဆုတ်တွေပြောင်းလုပ်တာရှင်းပြတော့မြန်မာပြည်ရဲ့တည်ပို့ဆောင်ရေးဆိုတဲ့ဒီလေကြောင်းတည်ပို့ဆောင်ရေးကဏ္ဍကြီးကိုပျက်စီးစေခြင်းနဲ့ဆန္ဒနဲ့ရွေချက်နဲ့ဒီကောင်တွေကဇောင်းပေးပြီးတော့ပို့တာခင်ဗျားတို့ပြည်သူလူထုခေါင်းနဲ့ထည့်တာမဟုတ်ဘူးမြန်မာနိုင်ငံရဲ့တည်ပို့ဆောင်ရေးကဏ္ဍကြီးပျက်စီးအောင်တမင်ပို့တာတမင်တုံးပို့တာအဲ့ဒီရွေချက်ပဲဆိုတော့ဒီလိုသူတို့ရှောက်ပြောလိုက်တဲ့အတွက်ဟိုဘက်ကကုမ္ပဏီတွေက Airbus ကုမ္ပဏီတွေကဘာလုပ်မလဲဆိုအော်ဒါဆိုရင်တော့မင်း online သုံးဖို့ပဲဒါဆိုငါတို့ပေးလို့မရှိဘူးထင်တယ်လို့တွေးသွားအောင်လို့တမင်လုပ်တာတကယ်တော့မဆိုင်ဘူးပြီးတော့ဒီလေရင်ဆိုတာကလမ်းဘေးမှာပေးကြော်ဝယ်သားဆိုလို့စားလို့ရတာမဟုတ်ဘူးလေဝယ်တယ်ဆိုတာနော်လမ်းဘေးမှာပေးကြော်ဝယ်ဆိုဝယ်သားတာမဟုတ်ဘူးနော်လမ်းဘေးမှာရှောက်ပြီးဝယ်နေတာဝယ်သားလို့ရအတုတ်တွေဝယ်သားဆိုစားလို့ရတာမဟုတ်ဘူးလေရင်ဆိုတာကအဲ့ဒီ aviation capital အုပ်စုလိုပါဆိုရယ်မြန်မာပြည်ကလေရင်ကုမ္ပဏီတို့လာစစ်တယ်ဝယ်မယ်ဆိုရင်ငှားသုံးမယ်ဆိုရင်လာစစ်တယ်ဒီကုမ္ပဏီဟာဘာလို့ဒီမှာဖြစ်လဲဘာလို့သုံးတာလဲခီးစအများပြည်သူတွေဥဆောင်ရေးလားဘယ်လိုလဲညာလဲစစ်ပြီးတော့မှငှားရမ်းဝင်ပေးတာစစ်ပြီးတော့ငှားပြီးတော့မှတခါဒီကုမ္ပဏီကတကယ်သူ credit တွေတတ်မှတ်ထားတဲ့စီကင်းစီကနေလိုက်နာတယ်ဆိုတော့မှအဲ့လေကိုရောင်းတာလေဝယ်တာပေါ့လို့ပဲသားခင်ဗျဟိုဘာလို့ dragon fly ဟိုဝယ်လို့ရမယ်ထင်လို့လားပေါ့ရဝယ်ချင်တာဝယ်လို့ရမယ်ထင်လို့လားမရဘူးစီးနေကန်နဲ့ဟိုကလာစစ်ပြီးမှဒါကိုပေးထားတာအဲ့တော့ဒါလိုပေးထားတာမျိုးကိုသူကအထင်မြင်လွဲအောင်လို့လူတို့အထင်မြင်လွဲပြီးတော့ဟိုကဘာခေါ်လဲဆိုတော့မြန်မာပြည်ရဲ့တေပို့ဆောင်ရေးလမ်းကြောင်းကအဆင့်တန်းမမီအောင်လို့တမင်လုပ်တဲ့ရွေးချက်နဲ့အကြံစိုးကြီးနဲ့ပေါ့ဗျာပြောအဲ့ဒါနဲ့ကင်ထည့်ရတာအဲ့သဘောပဲဘာမှမဟုတ်ဘူးအဲ့တော့ aviation capital အုပ်စုအောင်မြန်မာပြည်အဲ့လေရင်ဝယ်တဲ့ကိစ္စကိုသဘောတူလားဆိုသဘောတူပြီးသွားပြီပြီးလို့လဲမကြခင်ဒါကြီးကကိုယ့်အပိုင်မြန်မာနိုင်ငံသားအပိုင်လေတစ်ခုဖြစ်လာမယ်အဲ့လေဖြစ်လာပြီးတော့ခဏနိုင်ငံတော်ခီးစဉ်တွေသွားမယ်အရေးပေါ်ခီးစဉ်တွေသွားမယ်အများပြည်သူကဲတဲ့ကိစ္စတွေသွားမယ်ဒါကြီးရောက်လာမှာဒီသဘောပဲအဲ့ဒါဗိုလ်ချုပ်ကြီးမရောက်လာရင်ရဲ့ပိုင်တဲ့လေရင်လို့ပြောလို့မရဘူးအဲ့ဒါပောက်ကရတွေရှောက်ပြီးတော့ဝါနာဖြန့်ပြီးတော့စစ်တပ်ကသုံးတာစစ်တပ်ဆိုတဲ့ဇာတ်နဲ့ဒီလိုမျိုးစစ်တပ်နဲ့ပုဂ္ဂလိကဒီလိုပူတတ်တာပူတာပြီးတော့ပူပြီးကျိုးနဲ့ချီပလိုက်တာပူပြီးကျိုးနဲ့ချီပြီးတော့ကြောက်တဲ့ကန်ချဖို့ကြိုးစားတာဒီရွေချက်ပဲအဲ့တော့အဲ့ရွေချက်ကအကြံစိုးကြီးပါပဲပုဂ္ဂလိကလုပ်ငန်းတွေရှင်သန်အားကောင်းရေးကိုအားမကောင်းအောင်လုပ်တယ်ပုဂ္ဂလိကလေကြောင်းပြန်တမ်းမှုအားကောင်းအောင်လုပ်တဲ့အောင်အားမကောင်းအောင်လုပ်ချင်တဲ့ရွေချက်လို့ကျွန်တော်တော့မြင်တယ်အဲ့တော့ဒီလေနဲ့နောက်ထပ်ဇစ်မြစ်တွေတော့ရှိသေးတယ်ဒါပေမဲ့ဒီလောက်ပဲကျွန်တော်ပြောချင်တယ်ဘာလို့ဆိုဒီကိစ္စမှာဟိုဘယ်ကောင်ဒီကောင်ဒီနောက်ထပ်ဘာထိလာအောင်လဲသိချင်သေးလို့เนาะအဲ့တော့ aviation capital ကသူတို့ရေးရတာကိုကြည့်ပြီးတော့ခေါင်းနဲ့ဘာမှမထည့်ဘူးဘာလို့ဆိုဒီမှာလာစစ်ပြီးသွားပြီသူတို့ကတေချာလာစစ်ခဲ့ပြီးလို့မြန်မာပြည်ကလူတွေမြန်မာပြည်ကအဲ့ဒီ MAI ပေါ့ MAI ဝယ်တာကိုခွင့်ပြုသည်ဆိုတာမျိုးပါပြီးသွားပြီအဲ့ဒါကြောင့်မလို့ခွင့်ပြုသည်မလို့ခွင့်ပြုထားပြီးလို့ဒီကကုံတယ်ကုံလုံးဖြေချော့တာကိစ္စလာတာပုံလင်းပြောရရင်တော့အဲ့လိုတွေဒါကိုတမင်ကိုသူတို့ကထပ်ပြီးတော့ဒုက္ခပေးခြင်းနဲ့စိတ်နဲ့လုပ်တဲ့သဘောလို့ကျွန်တော်ကပုံလင်းပြောပြစီဒါကျွန်တော်ရဲ့ရရှိတဲ့ information ကိုပြန်ပြောတာเนาะအဲ့တော့ဒါလို့ဆိုရင်ဗိုလ်ချုပ်ကြီးလေရင်ဝယ်စီလားမစီလားအဖြူထွက်ပြီးထင်တာပဲပေါ့เนาะဆိုတော့တကယ်တော့ခဲတလုံးနဲ့ဗာလဲငှက်နှကောင်ပြစ်တယ်ဆိုတဲ့ရည်ရွယ်ချက်ပဲဗိုလ်ချုပ်ကြီးလေဝယ်စီးပိုက်ဆိုပြစ်တယ်လို့ဒီဘက်ကပုတ်တဲ့လုပ်ငန်းဖြစ်တဲ့လေကြောင်းလိုင်းကုမ္ပဏီ MAI ကသွားပြစ်တာခဲကဒီလိုနှလုံးတစ်ပိုင်းပြစ်တာပြစ်လိုက်တော့ခဲနှလုံးကထိလားမထိလားတော့ကျွန်တော်လည်းမသိဘူးကျွန်တော်ကနေထိုင်ကြည့်ပြီးတော့ဩဒီကောင်တွေခဲနဲ့ပြစ်နေပြီနှလုံးဆုံးထိအောင်ပြစ်နေပြီဆိုတော့မြင်တာကိုလှမ်းပြောတာနော်ဗာလဲအရှင်ဆရာတော်ရှင်စင်ကနာပြောတဲ့စကားလို့ပေါ့နော်ဟိုအသိဉာဏ်ရှိသူတို့ကဗာလဲသူပြောတဲ့စကားရှိတယ်ကျွန်တော်လူရင်းပြန်ပြောမယ်အသိဉာဏ်ရှိတဲ့လူတွေကမှဒီအမှန်တရားကိုထုတ်ဖော်ဝင်တာဝန်ယူလောက်ကင်ပြောဆိုခြင်းမရှိရင်အသိဉာဏ်မဲ့တဲ့ကောင်တွေဖျက်ဆီးတာခံရလိမ့်မယ်ဆိုတဲ့အတိုင်းပဲအသိဉာဏ်မဲ့တဲ့ကောင်တွေပေါက်တက်ကရပြောနေတာကိုကျွန်တော်တို့ကမတားရင်အသိဉာဏ်ရှိတဲ့လူတွေကကျွန်တော်တို့ကမတားရင်အဲ့အသိဉာဏ်မဲ့တဲ့ကောင်တွေဖျက်ဆီးတာနဲ့ဒီတိုင်းပဲပြတ်မယ်အဲ့ဒါကိုကျွန်တော်စိုးရိမ်လို့ကျွန်တော်တို့ဗာလဲဟိုကြီးတော်နွားငါအကြောင်းရတယ်လို့ဝင်ပြောနေရတာပါဒါပဲပုံလင်းပြောရအောင်နော်အဲ့ဒါတခုပေါ့